နိုင်ငံရေးခေါင်းဆောင်လုပ်ရတာလွယ်တော့မလွယ်ပါလားနော်ငယ်ငယ်တော့ကျွန်တော်ဗုဒ္ဓဝေမှာစာတွေဖတ်ဖူးပါတယ်ဖယားအလောင်းတွေကရွှေနံစီးစိမ်ကိုစွန်းပြီးမှယတိယဟန်ဝတ်တာပေါ့နော်ဘာကြောင့်ဝတ်တယ်လဲလို့ဆိုရင်ဒီဘယင်ဖြစ်ရတာနော်အကုသို့များတယ်ပေါ့အဲ့လိုတွေရေးထားတာတွေ့ရတယ်အဲ့ဒီအချိန်တော့ကိုကတိတ်မသိဘူးဒီလောက်ကုသို့ကောင်းမှုကြောင့်ဘယင်ဖြစ်ခွင့်ရတာကိုတို့ဖယားလောင်းကတခါလိမ့်တချို့ဘဝမှာကြတော့နော်ဘယင်မလုပ်ဘဲနဲ့ဘာကြောင့်ယတိယဟန်ဝတ်တာလဲအဲ့ဒီအချိန်တော့တိတ်သဘောမပေါက်ခဲ့ဘူးအခုနောက်မှနည်းနည်းဒီနိုင်ငံရေးလေးလာတဲ့အချိန်မှာကြတော့အော်နိုင်ငံရေးဆိုတာကြောက်စရာလဲကောင်းတယ်လို့အကုသို့များတဲ့နေရာလဲဟုတ်တယ်ဒါပေမဲ့ခေါင်းဆောင်တယောက်ရဲ့ကျင့်ဝတ်တရားဆိုတာတွေရှိတယ်အဲ့ဒီကျင့်ဝတ်တရားတွေနဲ့တကယ်အုပ်ချုပ်မယ်ဆိုရင်ကုသိုလ်လည်းရတယ်လို့ရှင်းပြထားတာလည်းရှိတယ်ဘယင်ကျင့်ဝတ်နိုင်ငံတော်ခေါင်းဆောင်ရဲ့ကျင့်ဝတ်နော်စစ်တနာပတိရဲ့ကျင့်ဝတ်တွေပေါ့ဗျာအဲ့လိုမျိုးတွေအကုသို့တော့ဖြစ်တတ်ပေမဲ့ဒါပေမဲ့သူကျင့်ဝတ်နဲ့နေရင်တော့အကုသို့မှာကျွန်တော်တို့လွတ်နိုင်တာပေါ့နိုင်ငံခေါင်းဆောင်တွေဘာကြောင့်လဲဆိုတော့နိုင်ငံခေါင်းဆောင်လုပ်တဲ့အချိန်မှာတန္တရာကပါလာတဲ့ဒီမကောင်းတဲ့စိတ်တွေကကလင်ကကျစ်စိတ်တွေကနော်ကိလေသာအဖြစ်တန္တရာဆက်ဆက်ကပါလာနေတော့ငါကပုထုဇဉ်ဘုံကံကြောင့်နော်အတိတ်ကုသိုလ်ကောင်းမှုတွေကြောင့်နိုင်ငံခေါင်းဆောင်ဖြစ်ခွင့်တော့ရတယ်ဒါပေမဲ့ကျင့်ဝတ်နဲ့ညီအောင်မကျင့်တော့အာနာကိုအလွဲသုံးစားလုပ်လိုက်တာပေါ့တချို့ခေါင်းဆောင်တွေကအဲ့ဒါနဲ့အကုသိုလ်တွေစားရောအဲ့ဒါနဲ့အဲ့ဒီတယောက်သူ့မှာလည်းအကုသိုလ်တွေဖြစ်သူကနဲ့တပိဖြစ်တဲ့နိုင်ငံသူနိုင်ငံသားတွေလည်းဒုက္ခရောက်အကုသိုလ်တွေဖြစ်နော်ငမုံခေါင်းပါဘေးတွေအထိတောင်ရောက်သွားနိုင်တာပေါ့နော်လွယ်တော့မလွယ်ပြောပြရမှာဆိုအများကြီးပဲဒါပေမဲ့ကျင်းဝန်းတဲ့နေရင်ကုသိုလ်လည်းရတယ်လို့ပြောတယ်ဆုံးဖြတ်တဲ့နေရာမှာလည်းခေါင်းဆောင်တယောက်ဖြစ်သွားပြီဆိုရင်ရန်ကနဲ့ဆုံးဖြတ်လို့လည်းမရဘူးတိုင်ပင်ရတယ်နော်ဆွေးနွေးရတယ်နားထောင်ရတယ်ကိုကြိုက်ရလို့မရဘူးလူများအဲ့လိုမျိုးအာနာတွေယူသွားပြီဆိုရင်လူများလောက်တာတွေအမှန်ကိုကြတော့အမှားလို့ပြောရတော့မယ်ကိုအမှားလောက်တာကိုကြတော့ဖုံးလွှမ်းဖို့အတွက်အမှန်လို့ပဲပြောရတော့မယ်ဟောအကုသိုလ်တွေအများကြီးဖြစ်လာတယ်အဲ့ဒါကြောင့်လို့ပညာရှိတွေကဒီနိုင်ငံရေးခေါင်းဆောင်မလုပ်ချင်ကြဘူးเนาะတချို့ပညာရှိတွေဖះအလောင်းတို့တော့เนาะဒီရွှေနန်းစည်းစိမ်တွေကိုစွန့်ပြီးမှဘယင်ဖြစ်ရမယ်အခွင့်အရေးတွေကိုတော့စွန့်ပြီးမှနော်ယတိယဟန်ပြုကြတာပေါ့ဗျာတောထဲမှာသွားမြဒုက္ခတွေခံပြီးမှတရားတွေကျင့်ကြတာပေါ့ဘာလို့ဆိုအာကုသိုလ်နဲ့ကြောက်လို့တဲ့အဲ့ဒီကြောင့်လို့နိုင်ငံတနိုင်ငံမှာတရားသူကြီးဆိုတာတွေထားရတာဘယင်တွေကဆုံးဖြတ်တဲ့အချိန်မှာတော့တစ်ဖက်သက်ကိုနော်နှစ်ဖက်လုံးကိုတခြားလေးမီးပြီးမှအမားအမှန်ကိုဆုံးဖြတ်ရမှာဆိုတော့တရားသူကြီးကအရေးကြီးတာပေါ့နိုင်ငံတနိုင်ငံမှာနော်အခုခေတ်မှာကျတော့တရားသူကြီးတွေကလည်းလက်လာပါတွေစားတော့ပြည်သူလူထုတွေလည်းဒုက္ခရောက်အိုးနိုင်ငံခေါင်းဆောင်လုံးရတာလွယ်တော့မလွယ်ဘူးလုံနိုင်ရင်လည်းကုသိုလ်တော့ရှိပါတယ်နော်လုံနိုင်ရင်တော့သူကျင်းဝန်းနဲ့လုံရင်ကုသိုလ်တော့ရှိပါတယ်ဗောနော်အဲ့ဒါကိုပဲပြောချင်တာပါမလွယ်တဲ့ကိစ္စကိုပြောပြတာပါ